တနေ့မှာအမျိုးသမီးတစ်ယောက်ကသူ့အိမ်ကပန်းအိုးထဲကိုရေတအိုးအပြည့်လောင်းထည့်လိုက်တယ်။ဒါပေမဲ့ထူးဆန်းတာကပန်းအိုးအောက်ခြေကိုကြည့်လိုက်တော့ရေတစ်ဆက်မှထပ်မလာဘူးဖြစ်နေတယ်။ရေဒီဘေးရောက်ကုန်မှလိမ့်ဆိုပြီးဇဝေဇဝါနဲ့ပန်းအိုးကိုရေပိုက်ခေါင်းအောက်မှာတညာလုံးဖွင့်ထားမိတာပေါ့။တကယ်တော့အဲ့ဒီပန်းအိုးကလွန်ခဲ့တဲ့နှစ်ပေါင်း900ကစစ်စခန်းတစ်ခုနဲ့ဆက်သွယ်နေတာရှင်။ရေပြက်လက်ပြီးဒုက္ခရောက်နေတဲ့စစ်တောင်းတွေခင်ဗျာပန်းအိုးထဲကနေရေတွေအဆက်မပြတ်ထွက်လာတော့ဒါဟာဖျားသခင်ပေးသနာတာပဲဆိုပြီးဝမ်းသာအားရတောက်ကြတာပေါ့။နောက်တစ်နေ့မနက်ကျတော့အမျိုးသမီးစီကိုအိမ်ယာစီမံခန့်ခွဲရေးအဖွဲ့ကဖုံးဆက်လာတယ်။ခမည်းတော်အိမ်မှာတညတဲ့နဲ့ရီတန်ချန်10တန်တောင်တုံးထားတယ်တဲ့။ရေဖိုးတွေအများကြီးကြကုန်လို့အမျိုးသမီးကစိတ်တိုတိုနဲ့ရေပိတ်လိုက်ပေမဲ့ပန်းအိုးထဲမှာတော့ရေတစမ်းမှကြံမနေဘူး။သူလဲစိတ်ပေါက်ပေါက်နဲ့စားကျွင်းစားကြံတွေကိုပန်းအိုးထဲပစ်ထည့်လိုက်တာအဲ့ဒီအစားအစာတွေကလေချက်ချင်းပျောက်သွားပြန်ရော။ဟိုဘက်ကစစ်ခန်းမှာတော့ရေပြတ်သွားလို့စိတ်ညစ်နေတော့ပန်းအိုးထဲကနေထမင်းဖြူတွေနဲ့စားစရာတွေတပြုံးတမာကြီးကျလာပါလေတော့။စစ်ဘိုလ်ချုပ်ကလည်းအာနန္ဒာနဲ့ဂျေဇူးတွေလာလေးရေးပြီးပန်းအိုးထဲထည့်လိုက်တယ်။အမျိုးသမီးစီရောက်လာတော့စာရွက်ကမီးဆွဲနေပြီးမီးခိုးတီထွက်လာတာနဲ့သူကတော့ငါအိမ်ကိုအမိုက်ပုံးမှတ်နေလားဆိုပြီးအိမ်မှာရှိတဲ့တက်တန်းကုံစားစရာတွေအကုန်ပစ်ထည့်ပြီးလက်စားချီတော့တာပေါ့ဒါပေမဲ့အဲ့ဒီတက်တန်းကုံစားစရာတွေကဟိုဘက်ကငတ်မွတ်နေတဲ့စစ်သားတွေအကတော့နတ်တုထားလို့ဖြစ်နေတာစစ်ဗိုလ်ချုပ်ကချက်ပြီးကူညီပါအောင်ဆိုရဲအကူညီတောင်းစာလေးထပ်ပို့လာတော့မှအမျိုးသမီးကဒီပန်းအိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း900နဲ့ဆက်နေမှန်းသိသွားတာတူကောင်းပေါ်တစုံတစ်ခုလာမှလို့ဒေါသကြီးကြီးလိုက်တော့ရွှေတုံးတုံးထင်နေတယ်ပြီးတော့ပန်းအိုးထဲကနေရှီဟောင်းလက်ဝဲရတနာတွေတရက်ဆက်ထွက်လာပါလေရောအမျိုးသမီးကအဲ့ဒီတဲကစပီးရည်ထည့်တဲ့ခွက်တစ်ခွက်ကိုရှီးရောင်းပစ္စည်းဆိုင်မှာတွားပြကြည့်တော့ဆိုင်ရှင်ကဒေါ်လာတန်း200နဲ့ဝယ်မယ်လို့ကမ်းလှမ်းတယ်ဒါပေမဲ့ဆိုင်ရှင်ပြောပြတဲ့သမိုင်းကြောင်းအရာအဲ့ဒီစစ်တပ်ဟာအစာနဲ့ရေပြက်လက်လို့တတက်လုံးတေဆုံးသွားခဲ့ရတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့အမျိုးသမီးဟာအရန်ထိတ်လန့်သွားခဲ့တယ်ငါသူတို့ကိုကယ်မဖက်မယ်ဆိုတဲ့စိတ်နဲ့သူဟာပိုက်ဆံတွေအပြည့်တင်ထားတဲ့ကားကြီးမောင်းပြီးဈေးကိုသွားလိုက်တယ်ပြီးတော့အတန်ချက်ဆက်နဲ့ဒီဈေးထဲမှာရှိသမျှအကုန်ဝယ်မယ်လို့ကြေညာပြီးစားစရာတွေဆေးဝါးတွေနဲ့ရေတွေကိုအကုန်စုဆောင်တော့တာပေါ့သူကတော့သူ့ရဲ့ဆွမ်းအားနဲ့လူပေါင်းတပိန်းရဲ့အသက်ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါပြီ